といきましておめでとうございます。2026年を関係します。ကိုမှရှိတဲ့ဓာတ်ပုံထည့်ပြီးတော့ AI ဗီဒီယိုပြုလုပ်တဲ့ပုံစံကိုသေးစိတ်ဒီဗီဒီယိုဖိုင်လေးမှာမျှဝေပေးတော့မှာပဲဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ Chrome browser တွေကိုတွားမယ် pib.ai pipit.ai ဆိုပြီးကျွန်တော်ရိုက်ရှာမယ်ပေါ့နော်။ရိုက်ရှာပြီးတော့လို့တွေ့ပြီဆိုလို့ရှိရင်သူက web မှာတော့ဘာလုပ်ကြမလဲဆိုတော့အရင်ဦးဆုံးသူကဒီအကောင့်ရေးဖွင့်ဖို့လိုအပ်တယ်ပေါ့နော်။ကိုခဲနဲ့ချိန်မှာလား Facebook နဲ့ချိန်မှာလားချိန်လိုက်ပါတခုခု permission ပေးရမယ်ပေါ့နော်။ကျွန်တော်တို့ဒီမှာကိုခဲနဲ့ပဲချိန်ထားတယ်။ကိုယ့်ရဲ့ Gmail account တစ်ကောင်နဲ့ချိန်ပေးလိုက်ပေါ့နော်။ကိုယ့်ရဲ့ဖုန်းထဲမှာအဲ့တော့သူကနောက်ပြန်လာမှာကိုယ့်ရဲ့ဒီဝင်နေမွေးရမွေးလာပေါ့နော်။အဲ့ဒါလေးဖြည့်ပေးလိုက်ပေါ့။အစီပြေတဲ့data တစ်ခုတည်းကျွန်တော်ဖြည့်ပေးလို့ရပါတယ်။အဲ့တော့ကိုအနေနဲ့ကမွေးနေမွေးရမွေးလာဖြည့်ပြီးသွားပြီဆိုလို့ရှိရင် next ကိုဆက်လက်ပြီးတော့နှိပ်ပြရမှာပဲဖြစ်ပါတယ်။ next ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီမှာတော့ဒီ continue with ကိုကဲနဲ့ဒါကျွန်တော်ချိန်သွားပြီပေါ့နော်။အကောင့်ချိန်သွားပြီပေါ့။ချိန်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘာလုပ်လို့ရလဲပေါ့နော်။ကိုကဒီwebsite ပါကိုယ့်ရဲ့ဓာတ်ပုံတွေကနေပြီးဗီဒီယိုပြနေဖန်တီးမယ်ကိုကဗီဒီယိုတွေပုံပြင်တွေเนาะ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လုပ်တဲ့အခါမျိုးမှာလုပ်လို့ရပါတယ်အော်တော့သူကဒီမှာကျွန်တော်တို့ဒီဘာလို့ဗီဒီယို agent AI talkie photo avatar တို့ကျွန်တော်တို့ဒီ AI ပုံစံလေးတွေပေါ့เนาะဓာတ်ပုံလေးတွေအစားကိုကြိုက်တဲ့တရားကိုအနေနဲ့ကသေချာလေးရွေးပြီးတော့လုပ်လို့ရတယ်ဒါကလက်ရှိတာကျွန်တော်ပြပေးတာကဖုန်းနဲ့ပဲပြပေးမှာเนาะဗီဒီယို agent creative animation video with link media document ဒါဗီဒီယိုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကျွန်တော်လုပ်လို့ရမယ်အောက်ကကြတော့သူကဒီ AI talkie photo ပေါ့ကိုယ့်ရဲ့တပ်ပုံကိုကျွန်တော်ဒီစကားပြောတဲ့ပုံစံတစ်ခုကိုကျွန်တော်တို့ဖန်တီးချင်တာဖြစ်တဲ့အတွက်သူကဒီ AI talkie photo တွေပါကျွန်တော်တို့သွားမယ်ပေါ့နော်အခုတော့ကိုယ်တိုင်ကြိုက်နေတဲ့ကိုယ့်ရဲ့ဒီ avatar ပေါ့နော်ကိုယ့်ရဲ့ပုံစံလေးတွေ character လေးတွေရွေးတာပေါ့ image studio တို့ဒါတွေလည်းသွားလို့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကဒီမှာကိုယ့်ရဲ့ဒီဓာတ်ပုံကိုဗီဒီယိုပေါ့နော် AI talkie photo ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဓာတ်ပုံထည့်မယ်ဗီဒီယိုပုံစံလေးပြောင်းမယ်ပေါ့နော်ပြောင်းမယ်ဆိုတော့ကျွန်တော်တို့ဒီပုံစံလေးကျွန်တော်ကြိုက်တာပြီးတော့ကျွန်တော်ရဲ့ဓာတ်ပုံလေးကိုထည့်လိုက်တယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်သူကဒီမှာ next ဆိုတဲ့နေရာလေးပေါ့နော်အဲ့ဒါလေးကိုဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်လွန်နေပြီးတော့ဆိုရင်ကိုယ်စာရေးရမယ်ကိုရေးထားတဲ့ဥပမာကိုကဒီ tips တွေမှာဖြစ်ပေါ့နော် ChatGPT မှာဖြစ်တောင်းလာခဲ့တဲ့ကျွန်တော်တို့ဒီ content ပေါ့ secret ကိုကျွန်တော်ဒီမှာရေးလို့ရတယ်ရေးချင်မလဲရေးပေါ့နော်အလုံးမမဟုတ်လို့ရှိရင်လည်းသူက audio clip နေနဲ့လည်းသူကသုံးလို့ရတယ် upload audio clip ပေါ့နော်တချင်းတွေကိုလည်းစိုးခိုင်းလို့ရတယ်ကွာပြောချင်တာကိုထည့်လိုက်တဲ့တပ်ပုံကိုကျွန်တော်ကပြန်လဲပြီးတော့ပေါ့နော်ဒီ audio တချင်းဆိုတဲ့ပုံစံမျိုးတွေအစားလုပ်လို့ရတယ်ကွာအဲ့ဒါလေးတကူကသူကအရင်ကောင်းတယ်နော်ပြီးတော့ဒါကကျွန်တော်ဒီဖုန်းနဲ့လောက်ရတာဆိုပိုကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ PC တွေ laptop တွေကျွန်တော်မတက်နိုင်တဲ့သူတွေအတွက်ဖုန်းသီးတန့်လေးပေါ့နော်ဒါ Android version ပေါ့အဲ့တော့ကျွန်တော်ဒီဖုန်းနဲ့ပဲလုပ်ကြည့်တယ်ကျွန်တော်တို့ဒီမှာ Happy New Year Welcome 2026ပေါ့နော် Welcome 2026သူကဒီမှာကျွန်တော်ဒီ language တွေယူလို့ရမယ်နောက်ပြီးသူကဒီ AI အတန်နေရမစအမိန်ကလေးယောက်ျားလေးပေါ့နော်နောက်ပြီးကိုကြိုက်နေတဲ့တဲ့အတန်တွေအများကြီးရွေးလို့ရတယ်ကိုကြိုက်တာကိုရွေးလိုက်ရွေးပြီးတော့ကိုကတော့ဥပမာဒီကိုအမြဲတမ်းတင်မဲ့ဇက်ကောင်တစ်ခုရှိရဲဆိုလို့ရှိရင်တော့အဲ့ဇက်ကောင်ရဲ့ဒီထဲတဲ့နာမည်ပေါ့နော်အတန်ကိုအနေနဲ့အမြဲတမ်းမှတ်ထားပေါ့နော်ကိုကြိုက်နေတဲ့အတန်တစ်ခုမိန်းကလေးတန်မဖြစ်ယောက်ျားလေးတန်မဖြစ်ပေါ့နော်မှတ်ထားပေးပါမှတ်ထားပြီးတော့ရင်သူကဒီမှာဒီကျွန်တော်တို့ဒီ generate language ပေါ့ language အနေနဲ့လည်းဒါသုံးလို့ရတယ်ကွာ language ကလည်းအများကြီးပဲပါတယ်ပေါ့နော်မပါတာတော့ဒီ browser မှာအားနည်းချက်တစ်ခုကကျွန်တော်တို့ဒီမြန်မာမပါဘူးပေါ့language မှာပေါ့နော် language မှာမြန်မာမပါဘူးလို့ကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်တို့ကဒီမှာ language ရွေးမယ်နော်ကျွန်တော်တို့ဒီ audio clip တွေပါတယ်အဲ့လိုတချင်းဆိုတာတွေလုပ်ပြီးပြီဆိုလို့ရှိရင်သူက generate ကိုနှိပ်ကြတာနော် generate ကိုနှိပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်နော်ဒါသူသတ်မှတ်ထားတဲ့နိုင်ငံတွေပေါ့နော်ဒီ language တစ်ခုကိုဖော်ပြတဲ့အနေနဲ့ပေါ့နော်ဒီထဲမှာတော့ကျွန်တော်ဒီမြန်မာမပါဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာJapanese ပေါ့ဘာလို့ဆိုဂျပန်နဲ့ပတ်သက်ပြီးတော့ဘာညာတာတကားပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ကျွန်တော်ဂျပန်ကိုဒီနေရာမှာကျွန်တော်ရွေးကြည့်လိုက်တယ်ရွေးကြည့်လိုက်တဲ့အခါမှာကျွန်တော်ထည့်လိုက်တဲ့စာကိုဂျပန်လို့ translate ပြောင်းသွားတယ်ပေါ့နော်ဒါလည်းခဏလေးတော့စောင့်ပြရတယ် line လေးခဏတော့စောင့်ပြရတယ်နော် Happy New Year Welcome 2026ကိုဒါကျွန်တော်အနေနဲ့ကဒီ English တက်ကနေပြီးတော့ကျွန်တော်ကဒီဂျပန်ကိုပြောင်းပါပေါ့နော်
လူမျိုးပြောင်းမှာဖြစ်တယ်ဒါမှမဟုတ်လို့ကိုကသချင်းထည့်ခြင်းနဲ့ဆိုရင် upload audio clip ကိုနှိပ်ပြီးတော့ထည့်မယ်နော်အတန်အနေထားတွေကိုရွေးလို့ရတယ်အကုန်လုံးပေါ့နော်အဆင်ပြေပြေနဲ့ဒါကျွန်တော်ဖုန်းတစ်လုံးနဲ့လုပ်လို့ရတာဆိုတော့တော်တော်လေးအဆင်ပြေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ဒီနေရာမှာဂျပန်ကိုရွေးလိုက်တယ်ရွေးပြီးတော့ကျွန်တော်ပုံထုတ်မယ်ပေါ့နော်အဲ့မှာသူကဂျပန်စာတန်းလေးပြောင်းသွားတယ်ဗျာနော်ဒေချာလေးကြီးပေါ့နော်ဂျပန်စာတန်းလေးပြောင်းသွားအရန်လွယ်တယ်နော်ဘာမှမလုပ်တတ်ဘူးဆိုတော့မှပဲဒီ website လေးကိုသွားသုံးရင်တော့မှပဲကို့မှာရှိနေတဲ့ဓာတ်ပုံတွေကနေမှကျွန်တော်ဖန်တီးလို့ရတယ်ဗျာ generate ကိုနှိပ်မယ် generate ကိုနှိပ်ပြီးတော့သူကနည်းနည်းလေးစောင့်ရတယ်ပေါ့နော်ဒီမှာသူကဒီ video ပုံစံကိုသူက generate ပြောင်းလဲနေတာပေါ့နော် this may take about 30 minutes ဘာညာဆိုတာကိုထဲတဲ့ကိုရေးတဲ့ content ပုံမှာမူတည်ပြီးတော့အချိန်တော့အတိုင်းအတာတစ်ခုထိကြာနိုင်တယ်ပေါ့နော်အတော့ပဲတကယ်တမ်းကျတော့ခဏလေးနေမှာနော်ခဏလေးပဲစောင့်ရတာဖြစ်ပါတယ် free ထုတ်တာပါနော်ကျွန်တော်ရော download လုပ်နေတဲ့နေရာလေးကို generate လုပ်နေတဲ့နေရာလေးကိုအဲ့မှာအပေါ်မှာအနေအောင်လေးနဲ့ test ဆိုတဲ့နေရာလေးကိုကျွန်တော်ဝင်မယ်ဝင်ကြည့်လိုက်လို့ရှိရင်ဒီမှာလူကဒီ generate ပြောင်းလဲနေတယ်ပေါ့နော်ကျွန်တော်ထည့်လိုက်တဲ့စာက Happy New Year 2026 Welcome 2026ကိုဂျပန်ဘာသာစကားနဲ့ပြန်ပြောမှာအဲ့ဆိုရင်ကျွန်တော်ကဒီမှာပြီးသွားပြီပြီးသွားရင်ကျွန်တော်ကဘာလုပ်ကြမလဲဆိုတော့ download ဆိုတဲ့ဒီအမဲရောင်လေးပေါ့နော်အနက်ရောင်လေးပေါ့အဲ့ download ဆိုတဲ့နေရာလေးကိုတစ်ခါထပ်ပြီးတော့နှိပ်ပြရမယ်နှိပ်တဲ့အခါမှာကွာတစ်ခုရှိရ resolution ရေးမယ်ပေါ့နော်920ရွေးမှလားနောက်လို့ရှိကွာ frame rate တွေမှာအကုန်ချိန်လို့ရတယ် quality အဆင်ပြေတယ်ကျွန်တော် 2K ထိတောင်မှပဲထုတ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ1080နဲ့ထုတ်ကြည့်တယ် recommend တော့ဒါကျွန်တော်ဒီပုံမှန်တိုင်းလေးပဲပေါ့ better ပေါ့ဒီဒါလေးပဲပေါ့နော်frame rate ကတော့ကျွန်တော်30 50နဲ့ပဲကျွန်တော်သုံးတယ်ပေါ့နော်မိတ်ဆွေတို့စင်ဒီယာနဲ့သုံးပေါ့နောက်အောက်ကစာကြောင်းကျတော့ with pipet watermark ကိုမသုံးချင်ဘူးဆိုရင် without pipet watermark အဲ့ဒါလေးကိုနှိပ်ပြီးတော့ရင် export ကိုနှိပ်ပေးလိုက် export ကိုနှိပ်ပြီးဆိုလို့ရှိရင်သူက down နေပြီပေါ့နော်ဒါလေးကတခါတည်းကိုယ့်ရဲ့ဒီ gallery လေးကိုတန်းရောက်တာပေါ့တချို့ MH player တော့ MH player တွေကိုတန်းရောက်တာဒီပဒီယိုကလေဟိုအခုပြောင်းလဲလိုက်တဲ့ဓာတ်ပုံကနေပြီးတော့စကားပြောတဲ့ပဒီယိုပေါ့နော်ဒါလေးကိုပြောင်းလဲတဲ့ပုံစံလေးကိုကျွန်တော်အနေနဲ့ကမျှဝေပေးတာဖုန်းနဲ့လှုပ်ချင်တဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ဆိုရင်ဖုန်းနဲ့ပဲအများစုလေ့လာဖြစ်တာဖြစ်ပါတယ်ကဲဖွင့်ကြည့်လိုက်အောင်というきましておめでとうございます2026年を関係しますというきましておめでとうございます2026年を関係しますဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကျွန်တော်ရဲ့ account လေးကို follow လေးတော့လုပ်ပေးခဲ့ပါအောင်လို့တောင်းဆိုချင်ပါတယ်ကျေးဇူးပါ